ထာဝရအသက်ရှင်တော်ဖျားကိုရောကိုကျေးဇူးတင်တယ်အဖဖျားကျွန်တော်ဒီယေရှုခရစ်တော်လက်ဝါးကားတိုင်မှာအတေခံခြင်းတကြိုခြင်းတုံးရနေ့မှာရှင်ပြန်ထမြောက်အောင်တော့ယေရှုခရစ်တော်ကိုကျွန်တော်စိတ်နှလုံးထဲ၌ယုံကြည်ပါ၏နှုတ်ရှာပါစအကျွိးမဲ့ဝန်ခံပါ၏ကျွန်တော်ရဲ့ရှိသမျှအပြည့်ဝကျွေးတွေကိုအားလုံးကိုတော်ယေရှုခရစ်တော်ရဲ့အသွေးတော်အားလုံးစီကြောပြီးပြီကျွန်တော်ဒီလွတ်မြောက်တော်သူဖြစ်ပြီးယေရှုခရစ်တော်နာမအမိပြုပြီးဆုတောင်းစကအနံပါပဲအနံပါတယ်ဖဖျားရှင်အာမင်โอเคကဲတင်ရှင်းရပြီတကယ်ရပြီနော်